အားလုံးပဲမင်္ဂလာပါမီရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်မီရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားပြီးတော့အတစ်တင်တိုင်းသိအောင်လဲဘေးနားခေါင်းလုံးလေးနှိပ်ပေးဖို့မမေ့ကြနဲ့ဦးနော်ကနေ့ပြောပြပေးမယ်အကြောင်းအရာလေးကတော့ကိုရီးယား language ကိုအသုံးပြုပြီးတော့ဘယ်လိုမိတ်ဆက်လဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးစကားပြောခန်းလေးကိုကြည့်လိုက်ရအောင်နော်안녕하세요 이름이 뭐예요? 저는 달론입니다. 이름이 뭐예요? 저는 지샤예요. 알론 가벼간에 오지 비자비로 팀말에 아구 미예가 두고 어디서 힘잡아매심? 안녕하세요. 수라가로 코리아로 밍라바로 녹사다 피바래. 이름이 뭐예요? 수라가로 띵에는 매블로 컬레로 미라바. 꾸에는 매우 뼈 미세되니야만 남요 미세로 야바래심? ပထမတစ်မျိုးကတော့ဂျွန်နွန်ဒါလွန်အင်မီတာကိုသုံးပြီးမိတ်ဆက်တာဖြစ်ပါတယ်ရှင်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဂျွန်နွန်မီရဲ့အင်မီတာကိုယ့်ရဲ့နာမည်ကစုပြအောင်ဖြစ်နေရဆိုရင်လည်းဂျွန်နွန်စုပြအောင်အင်မီတာအားလုံးပဲပထမတစ်ခုမိတ်ဆက်တဲ့ဟာကိုရမယ်လို့ထင်ပါတယ်ရှင်ဒုတိယတစ်မျိုးကတော့ဂျွန်နွန်ကြီးချအေယိုသူ့ရဲ့ပတ်တန်လေးကိုရှင်းပြပါမယ်နော်သူကတော့ဂျွန်နွန်အီယေယိုဆိုဒါမှမဟုတ်အေယိုဆိုပြီးတော့နှစ်မျိုးသုံးပြီးလုပ်ထားတာဖြစ်ပါတယ်ကိုယ့်နာမည်ကတရနဲ့ဆုံးမယ်ဆိုရင်တော့အေယိုကိုသုံးပြီးတော့အသက်တန်နဲ့ဆုံးမယ်ဆိုရင်တော့အီယေယိုကိုသုံးပါတယ်အားလုံးပဲခဏအတွက်ရလောက်မယ်ထင်ပါတယ်ဘိုင်ဘိုင်